လှနဲ့ထိုးပါဗျာခက်တယ်ကွယ်ငါဘယင်ကလှနဲ့သွားထိုးရအောင်လဲလွယ်မလားလို့မရလေသူဇာတာကမောင်ရဲ့ကိုသူနှစ်တလို့ခေါ်လိုက်တော့နှမသူဇာတာမင်းပါရီပြောစရာရှိလို့မောင်ကြီးကိုခေါ်တာတော့ခေါ်ရတာပေါ့ကိုသူနှစ်တရဲ့ဒီနေ့လေဟောကျုပ်ပြောစရာရှိတာကတနှစ်တစ်ခေါက်မိဘထံကိုအကရော့ရောက်တယ်ဒီနှစ်လဲမိဘထံသွားပြီးတော့ကြော့ရနီးကပ်လာပြီကျုပ်ကိုလိုက်ပို့ပါတော့ကဲထွက်သွားပြီဟိမောင်သူနှစ်တနဲ့မေသူဇာတာတို့မေသူဇာတာကကိုသူနှစ်တရဲ့နှမတော့ညောင်းလုံးလို့လဲနောက်ကဆင်းပြီးတော့ခြေချင်းလျှောက်လို့ခစ်တာလိုက်အောင်မယ်ဆံမလေးဖြန့်လို့လဲနောက်ကလိုက်မောင်သူနှစ်တကြီးကလှဲပေါ်ဟာနွားနဲ့မောင်ရင်အသွားတိုင်းပြည်အုပ်ထုတ်တဲ့ပြမရမင်းကြီးကလည်းဆင်းပြူတော့စီးပြီးတော့တိုင်းကလှဲအလားမြင်ပြီးပြိဿကြီးသူ့ဇာတာကိုမြင်လိုက်ဟာတေလှပါလားအမလေးလှလိုက်လေရင်ကွယ်သငယ်မရဲ့ဟဲ့မင်းကြီးများဖေဟာကြည်စမ်းဟိုမှာမှန်လားပါမြင်ရောက်ပါဗျာလှဘူးလားဟိလှပါဗျာတိတ်လှတော့ဗျာအေးတိတ်လှတာကိစ္စမရှိဘူးငါစိတ်ကတော့လေသူ့ကိုမြင်ကြတဲ့ကရွှေနန်းတော်ခေါ်ပြီးတော့မိဘရခေါင်းကြီးမြောက်ချင်တော့တာပဲမှန်လားပါဗျာတိုက်ပြီးအုပ်ထုတ်တဲ့ဘယင်ပါဗျာအေးလေဘယင်မို့လို့ငါလိုချင်တဲ့ကိစ္စငါပြောနေတာပဲဟဲ့သွားဆောင်မိဒီကတာမိကလားအတာမိကလားလို့အမတ်တယောက်သွားမေးဟဲ့တကယ်မဟောကြည်စမ်းငါမမြင်ဘူးတဲ့အဝတ်စားတွေဝတ်လို့ပါလားဟဲ့မမြင်ဘူးတဲ့အဝတ်စားတွေဘာတွေလုပ်မနေနဲ့ငါအမဟဲ့ဘာကိစ္စရှိလို့တော့ဘာကိစ္စရှိရမလဲသင်မှာတာမိကလားအတာမိကလားဟဲ့လေရှိသလားမရှိဘူးလားမေးတာဟဲ့အိုးဘိုးမြင်ရတာဟိုလဲပေါ်မှာတပြားကြီးဝင့်ပြီးနွားနှကောင်မောင်းပြီးတော့သွားနေတဲ့လှေသမားကြီးကကျုပ်ရဲ့လင်သားကိုသူ့နှစ်တလို့ခေါ်တယ်လင်ရှိမရပါဘိုးလင်ရှိမရပါဘိုးရဲ့ခက်တော့တာပဲလင်ရှိမရမှန်းတော့သိပြီဘယင်တော်ဦးတင်လိုက်ကတို့ရှင်ဘယင်ကြီးတော့ဒုက္ခဖြစ်တော့မယ်ထင်တယ်သူကမိဘရခေါင်းမြောက်ခြင်းနေတဲ့လောကမိမတွေအများကားနဲ့မြင်ရကြိုက်တတ်တဲ့ရှင်ဘယင်ဆိုတော့လေမကြက်ရရင်သူ့ဒုက္ခအလေးမှန်တဲ့တိုင်းတော်ဥတင်ရတော့မှာပဲဆိုပြီးတော့ဘယင်ထံပြန်သွားမှန်လားပါဗျာတာမိကဖြစ်ကြောင်းပါဗျာတာမိကဖြစ်ကြောင်းပါဗျာဟိုလဲဘော်ကတပြားဝင်ပြီးနွားနှကောင်ကိုမောင်းနေတဲ့လဲသမားကြီးသူ့ရဲ့လင်ယောက်ျားပါတယ်ဗျာဟေးမင်းကြီးရဟဲ့တော်ပြီသွားကြစို့မင်္ဂလာမရှိဘူးရွှေလန်းတော်ကြီးပြန်ပြီးတော့ဆဲကြစို့ရဲ့ငါမြင်ရတဲ့တငယ်မအတာမိကလင်မရှိပါဘူးဆိုရင်ရွှေလန်းတော်ခေါ်ရာဇဝလင်တင်းပြီးတော့အဘိတ်သိမ့်မြောက်လို့မိဖုရားကြီးအရာထားခြင်းလိုက်ပါပြီခုတော့ကွယ်တော့မင်္ဂလာမရှိဘူးသူ့ကိုငါမမြင်ရခင်ဘယ်နဲ့ကြောင့်ကိုကောင်းတဲ့အရေးရပါလိမ့်မလို့ခက်ဘူးလားသူ့ရည်စက်နဲ့သူ့ဟာနဲ့သူလောကမိမတွေအများကြီးသူ့ရွှေနန်းတော်လဲတပြုံကြီးဒီရတဲ့သူများမများကိုမှောက်မှားနဲ့စိတ်ဝင်စားပြန်ကြစို့ငါကိုယ်တော်သူ့ကိုမှမိဖုရားမမြောက်ရရင်အသက်ရှင်နိုင်မှာမဟုတ်ဘူးသို့တော်လဲလင်းရှိမများကိုဇွတ်အတင်းမိဖုရားမြောက်ပါကတိုင်းပြည်ကငါ့ကိုကဲ့ရဲ့သင်္ကြူစကားရင်းဆိုကြလိမ့်မယ်မင်းကြီးများဒီတော့အမတ်တယောက်ကဘာလာပါဗျာကိုတော်ကြီးမိမအတွက်နဲ့စိတ်ရတဲ့မပွားပါနဲ့ဘုရားကျွန်တော်မျိုးကြီးအကြံပေးပါမယ်ဗျာကြောစားဟဲ့မှန်လားပါဗျာလောကစကားပုံရှိပါဗျာသူများလိုချင်သုံးနဲ့လှနဲ့ထိုးပါတဲ့ဗျာဟာဘာလဲ
မှန်လားပါသူမရလို့ချင်းသူ့နဲ့လှမ်းနဲ့ထိုးပါဗျာခက်တယ်ကွယ်ငါဘရင်ကလှမ်းနဲ့သွားထိုးရအောင်လည်းလွယ်မလားလို့မှန်လားပါလွယ်တယ်လေးရှိတောင်းပါဗျာအေးပြောသားဟဲ့မှန်လားပါဘုရားကိုတော်မြတ်ကြီးဟိုဘရင်ကိုတော်မြတ်ကြီးရဲ့ဗရမ ्या အုပ်ဆောင်ကိုပေးသနာပါဗျာဗရမ ्या အုပ်ဆောင်သူ့လင်သားလှဲပေါ်သွားတင်းဟဲ့မင်းကြီးများဗရမ ्या အုပ်ဆောင်ဝတ်ဆင်ခြင်းတယ်လို့အမိန့်တော်ထားဖះကျွန်တော်မျိုးကြီးများသူ့လင်သားရဲ့လှဲပေါ်သွားရှာလို့တွေ့တဲ့အချိန်ခါမှာဗရမ ्या မခိုးဆိုပြီးတော့သိအောင်သားသူမရလမ်းရတင်ပြီးတော့မိဖုရားမြောက်ချင်ရနိုင်ပါပြီဗျာကဲတော်တဲ့ကောင်ဟန်ကြမင်းအကြံပေးလို့နှုတ်မရင်ငါဒီတငယ်မှလည်းဝေးတော့မဲကွမှန်လားပါဗျာဗရမ ्या ဥဆောင်ပေးသနာတော့ပါဗျာဟဲ့ရော့ယူသွားဆိုတော့ဗရမ ्या ဥဆောင်ယူပြီးတော့မောင်သူနှစ်တလှဲပေါ်သွားတင်ထားဒီကဘသူပေါ်သွားတင်နော်မောင်သူနှစ်တရဲ့လှဲပေါ်ကိုတင်ထားပြီးတော့ရှင်မရင်ကြီးကတင်လဲပြီးရောဟဲ့မင်းကြီးဗျာဗျာငါကိုတော်များဗရမ ्या အုပ်ဆောင်ကိုဝတ်ဆင်လို့တဲ့ဟဲ့ရှာကြဟေးဘယင်ပစ္စည်းပဲရောက်တော့ဟဲ့ဘယင်ပစ္စည်းပဲရောက်တော့ဟောမရှိဘူးတိုင်ငံလီထွက်အလားနေပါဦးကျွတ်တို့ရွှေနန်းတော်များကြံ့ရဲ့ဘယ်ကြံ့ရဲ့ဟောလေဒီပေါ်ပါလာတဲ့ကိစ္စကြီးဟဲ့မင်းကြီးများဗရမ ्या အုပ်ဆောင်ဆက်လေမင်းကြီးများမလာပါဗရမ ्या အုပ်ဆောင်မရှိပျောက်ဆုံးနေကြောင်းပါဗျာဟင်ဝတ်ဆင်ရင်တဲ့ကိစ္စဒင်တို့ပေါ့လျော်ချလို့ငါဘယင်ဝတ်ဆင်မဲ့ဗရမ ्या အုပ်ဆောင်ပျောက်တယ်ကွာယခုများရှာကြဆိုတော့သွားရှာတယ်ဘယ်မှမရှာဘူးလှဲစီသွား